ရုတ်ပြည်မှာအသက်19နှစ်အရွယ်နန်ကျင်းတက္ကသိုလ်ကျောင်းသူလေးတယောက်အသက်ခံရပြီးနှစ်30ကျော်အထိတရားခံကိုလုံးဝမဖမ်းနိုင်သေးပါဘူး။ဒီကောင်မလေးရဲ့နာမည်ကတရားချင်းဖြစ်ပြီးသူ့ကိုရှုခေါင်းမျိုးရဲ့တာမန်ကျေးလက်မိသားစုလေးကနေမွေးဖွားလာခဲ့။သူမရဲ့မိသားစုကတော့စင်ရဲနွမ်းပါပြီးရိုးသားစွာလောက်ကင်စားတော့ကြသူတွေပါ။တရားဝင်ချင်းဟာရွာမှာစာကြောင်တယောက်ဖြစ်ပြီးသူ့ရဲ့စူးစမ်းအားထုတ်မှုကြောင့်ကျေးလက်ဒေသကနေမြို့ပြကိုပညာသင်ခွင့်ရခဲ့ပြီးနာမည်ကြီးတက္ကသိုလ်ကျောင်းသူတယောက်ဖြစ်လာပါတယ်။1995ခုနှစ်အောက်တိုဘာလမှာတော့သူမဟာမြို့တော်နန်ကျင်းမှာရှိတဲ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့နန်ကျင်းတက္ကသိုလ်မှာအချက်အလက်စီမံခန့်ခွဲမှုပညာရပ်ကိုစတင်တက်ရောက်ခဲ့ပါတယ်။ကျေးလက်ဒေသကနေမြို့ပြကိုပထမဆုံးခြေချခဲ့တဲ့အိုက်ချင်းအတွက်နန်ကျင်းမြို့ဟာတရားလှပပေမဲ့သူမရဲ့ဘဝအဆုံးသတ်ရမယ့်နေရာလည်းဖြစ်နေခဲ့ပါတယ်။အိုက်ချင်းဟာပတ်ဝန်းကျင်နဲ့ရောတော်မနေတတ်ပဲတယောက်တည်းနေတတ်သူပါ။ကျောင်းမှာလည်းအပေါင်းအသင်းနေပြီးစကားပြောဖို့တော့ဝင်လေးတက်ပါတယ်။သူမရဲ့အချိန်တော်တော်များများကိုလည်းစာဖတ်ခြင်းတချင်းနားထောင်ခြင်းတို့နဲ့ကုန်လုံးစီခဲ့ပါတယ်။ကျေးလက်တော်သူလေးတယောက်ဖြစ်လို့ဝတ်စားဆင်မှုမှာလည်းရိုးလေးပဲဝတ်ဆင်တတ်ပြီးဘသူနဲ့မှရန်ညိုးရန်စားမရှိတဲ့ကျောင်းသူလေးတယောက်ဟာကညမဆိုးနဲ့ကြုံတွေ့ရမယ်လို့ထင်မှန်မထားခဲ့ကြပါဘူး။ဒါပေမဲ့နန်ကျင်းတက္ကသိုလ်ကိုရောက်ရှိလို့3လခန့်ကြာ1996ခုနှစ်ဇန်နဝါရီလ10ရက်နေ့ညနေပိုင်းမှာတော့သူမရဲ့ဘဝဟာအမှောင်တိဖုံးလန်းသွားခဲ့ပါတယ်။ထိုနေ့ကအိုက်ချင်းတို့ဆောင်မှာမျက်စိပစ္စည်းစီးကဲမဲ့အသုံးပြုမှုကြောင့်အဆောင်မှုကတခန်းလုံးကိုတန်းတက်တတိပေးခဲ့ပါတယ်။အစကခက်ရေးနေတတ်တဲ့အိုက်ချင်းအတွက်ဒီလိုအပြောဆိုခံရမှုဟာစိတ်ညစ်စရာဖြစ်ခဲ့ရပါတယ်။အိုက်ချင်းဟာစိတ်ထွက်ပေါက်ရှာရန်အတွက်ညနေပိုင်းမှာပဲအနီရောင်ကိုအင်ကြီးကိုဝတ်ဆင်ပြီးအဆောင်ကနေအပြင်ကိုလမ်းလျှောက်ထွက်သွားခဲ့တယ်။ကျောင်းပြင်ပပုံချမ်းလန်းတစ်လျှောက်မှာသူမကိုနောက်ဆုံးတွေ့ရှိခဲ့ကြပြီးအဲ့ညမှာပဲအဆောင်တို့လုံးဝပြတ်မလာပဲဒေဒီဆန်စွာပျောက်ဆုံးသွားခဲ့ပါတယ်။အိုက်ချင်းပျောက်ဆုံးပြီး9ရက်မြောက်နေ့မနက်ပိုင်းမှာနန်ကျင်းတက္ကသိုလ်၏တောင်ဘက်ဟွာချီအောင်လမ်းမပေါ်တွင်လမ်းကန်ရှင်မျိုးသမီးတဦးဟာလမ်းဘေးတွင်စွန့်ပစ်ထားသောကျကျ၏အမဲနှင့်ထုတ်ထားတဲ့အထုပ်ထုပ်ကိုတွေ့ရှိခဲ့ပါတယ်။အဲ့ကိုဖွင့်ကြည့်လိုက်ပြီးအတုံးတသေးလေးတုံးလာသည့်အသားတုံးများဖြစ်နေရကြောင်းဝတ်သားတုံးများထင်ပြီးအိမ်ကိုယူသွားခဲ့ပါတယ်။အိမ်ရောက်လို့အသားများကိုဆေးကြောတဲ့အခါမှာတော့အသားတုံးတွေထဲမှာသူရဲ့လက်ချောင်းသုံးချောင်းကိုတွေ့ရှိခဲ့ပြီးရဲတပ်ဖွဲ့ထံချက်ချင်းတိုင်ကြားခဲ့ပါတယ်။ရဲတပ်ဖွဲ့မှအနီးပတ်ဝန်းကျင်ကိုလိုက်လံရှာဖွေခဲ့ရာနန်ကျင်းတက္ကသိုလ်နာနေရာရှိခုတည်းမနေကျိုးအိတ်အမဲနဲ့အထုပ်များကိုတွေ့ရှိခဲ့ပြီးနောက်ပိုင်းပျောက်ဆုံးနေတဲ့ကျောင်းသူလေးတရားဝင်ချင်းရဲ့အလောင်းဖြစ်ကြောင်းတည်ပြုခဲ့ကြပါတယ်။တရားခံဟာရုပ်အလောင်းကိုစိတ်စိတ်မှပြုလုပ်ထားတာဖြစ်ပြီးတချို့အထောက်အထားများအရာအတုံးသေးလေးတွေဟာ1500မှ2000အထိရှိနိုင်ပြီးအခြားအင်္ဂါအစိတ်ပိုင်းတွေကိုလည်းကျွမ်းကျင်စွာခွဲထုတ်ထားတာပါ။ဥပင်းဆရာဝန်တွေတုံ့လုပ်ခဲ့ရတာကတော့ရုပ်အလောင်းအစိတ်ပိုင်းတွေကိုရင်နွေးဆူဆူမှပြုတ်ထားခြင်းပါပဲ။နန်ကျင်းမြို့ရဲတပ်ဖွဲ့ဟာတရုတ်နိုင်ငံသမိုင်းမှာအကြီးမားဆုံးစုံစမ်းစစ်ဆေးမှုစစ်စင်ရေးကြီးတစ်ခုကိုစတင်ခဲ့ပါတယ်။အသားတုံးချင်းစီကိုစနစ်တကျလှီးပြထားမှုကိုကြည့်ပြီးတရားခံဟာခန္ဓာပိဋကကျွမ်းကျင်သူဒါမှမဟုတ်ဓာတ်ကိုကျွမ်းကျင်စွာကိုင်တွယ်နိုင်သူမှုမှတ်ချက်ချပြီးအဓိကပြစ်မှတ်ထားရှာဖွေခဲ့ကြပါတယ်။တက္ကသိုလ်ဆေးရုံနှင့်နန်ကျင်းမြို့ရှိဆေးရုံတည်တည်မှဆရာဝန်များကားငါးစီးမှအသားလှီးခဲ့သူများရေနွေးငွေသုံးသည့်စက်ရုံများကိုစစ်ဆေးခဲ့ကြပါတယ်။1996ခုနှစ်ကတရုတ်နိုင်ငံမှာ DNA နည်းပညာနဲ့ CCTV လုံခြုံရေးကင်မရာများနှဲပါတဲ့အတွက်တရားခံ၏သဲလွန်စာကိုအစအနပင်ရှာမတွေ့ခဲ့ပါ။တရားချင်းအသက်ခံရမှုနဲ့လူအများကထင်ကြေးအမျိုးမျိုးပေးခဲ့ကြပေမဲ့လည်းတရုတ်နိုင်ငံဥပဒေအရအမှုစုံစမ်းခွင့်တက်တန်းအနှစ်20ပြည့်သွားခဲ့ပါပြီ။ဒါပေမဲ့ရဲတပ်ဖွဲ့ဟာအချင်းမှုကိုဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဟုထုတ်ပြန်ခဲ့ပါတယ်။